မင်္ဂလာပါရှင်ကျမတို့ရဲ့မျက်မှောက်ဦး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဘွားမေစိန်နဲ့တွေ့ရသူတရေမဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးကိုနားမထောင်ခင်မှာပရလောကအကြောင်းလေးကိုပဲတင်ဆက်ပေးမယ်ကျမတို့ရဲ့ဒီ channel လေးကို like and subscribe လုပ်ခဲ့ပြီးမမေ့ပါနဲ့နော်ရွာနာမည်ကမင်းကင်းရွာပါအဲ့ဒီရွာကတောင်ထွန်းရွာနဲ့အနှင်းငယ်သာကွာဝေးပါတယ်မင်းကင်းရွာမှာနွားအမြောက်များစိတ်ကောင်းရဲ့အမြောက်များကိုဝင်းမြူထားကြပြီးတရိတ်ဆန်ဝင်းမြူရေးကိုပဲအဓိကထားလုပ်ကင်ကြတယ်လေအနီးနားကရှိတဲ့ရွာတွေကလည်းမင်းကင်းရွာစီကိုပဲလာရောက်ပြီးနွားတွေစိတ်တွေဝယ်ယူတတ်ကြတာပေါ့စီးပွားရေးအဆင်ပြေတဲ့ရွာတရားဖြစ်တာနဲ့အညီမင်းကင်းရွာသူမိမပြိုလေးတွေကလည်းရွှေတွဲလဲငွေတွဲလဲနဲ့လှပတရက်စွာနေထိုင်ကြတယ်လေတနေ့မှာတော့မင်းကင်းရွာထဲမှာသတင်းတစ်ခုထူပါတော့တယ်အဲ့ဒီသတင်းကဟဲ့ရွှေစင်လင်းနောက်လိုက်ပြေးသွားတယ်တဲ့ဟုတ်လို့လားမက်ခင်ကျော်ရဲ့ရွှေစစ်မှာရီးစားရှိတာကြုတ်ကြားတော့မကြားမိပါဘူးတော့အေးလေသတင်းကဟုတ်လို့လားတော့မက်ခင်ကျော်ဆိုတဲ့အတင်းပြောတဲ့မိန်းမကြီးကိုကျန်တဲ့ရွာသူနှစ်ယောက်ကမြုံကြည့်တယ်လို့ပြောပါတော့တယ်အဲ့ဒီခါမှာမက်ခင်ကျော်ဆိုတဲ့အမျိုးသမီးကြီးကထပ်ပြီးပြောလိုက်တာပေါ့အမလီဟုတ်တော့ပါတိတ်ဟုတ်ပါအေးညီတို့ကလည်းတော့ငါကိုယ်တိုင်သူ့အမေမက်ခင်ပြောတာကိုတေချာကြားခဲ့တာဟဲ့ဟိုမှလေသူ့သမီးလင်းနောက်လိုက်လို့မေအေးကတငုံကိုတရီရီနဲ့အေးဟုတ်တော့အဲ့ဒါဆိုရင်ဒီကလေးမလေးကမတ်လိုက်တာတော့မိဘတွေကရွှေတွဲလဲငွေတွဲလဲနဲ့ထားတာကိုကြီးစားရှိရင်လည်းလာတောင်းခိုင်းပေါ့ခုကြမိဘတွေဘလောက်ရှက်လိုက်ကြမလဲတော့မချစ်တင်ကအတန်နဲ့ရွာသူတယောက်ကပြောလိုက်ပါတယ်မခင်ကျော်ကအေးပါဆိုဟဲ့သူ့အဖေဆိုရင်လေမိဘမျက်နှာကိုမထောက်တဲ့သမီးတွားလျာဘေးတွေ့ပါစီဆိုပြီးဒေါ်ပပနဲ့ကိုပြောနေတာအေးအမလီကြောက်စရာကြီးပါလားတော့မိဘတွေကျိန်တာကသားသမီးကိုတကယ်ထိတယ်တော်ရေးဘလောက်စိတ်ဆိုးဆိုးအဲ့လိုကြီးတော့မကျိန်သင့်ပါဘူးတော့ကျန်တဲ့ရွာသူတယောက်ကအလိုမကျစွာဝင်ပြောလိုက်ပါတယ်ကဲပါအေးညီတို့နှစ်ယောက်ကိုပြောပြီးပြီဆိုတော့ငါကျန်တဲ့သူတွေကိုလိုက်ပြောလိုက်အောင်မယ်သွားပြီအေးသွားမက်ခင်ကျော့အတင်းတောက်မကြီးဟဲ့သတင်းတောက်ပါဟဲ့ဟိုကသတင်းတောက်ဒီကအတင်းပြောဖို့ထောက်ထားတဲ့သတင်းတောက်အေးပြောတတ်ပါဟဲ့ထွက်သွားလိပြီဖြစ်တဲ့မက်ခင်ကျော်ကိုရွာသူနှစ်ယောက်ကစနောက်ပြောဆိုနေကြတယ်လေသူတို့ပြောသလိုပါပဲရွာရဲ့သတင်းစုံစမ်းရေးတာဝန်ခံမက်ခင်ကျော်ကြောင့်ရွှေစင်တယောက်ယောက်ျားနောက်လိုက်ပြေးသွားကြောင်းရွှေစင်မိဘတွေကသမီးဖြစ်သူကိုဒေါသထွက်နေကြောင်းတရွာလုံးသိရှိသွားပါတော့တယ်အဲ့ဒီလိုနဲ့နှစ်ရက်ခန့်လဲကြာရောတကောင်ရံညလာမိုက်တဲ့ညတညမှာငိုတန်ကြီးတတန်ကောင်းကင်ရံကိုပင်ဖောက်ထွင်းပြီးထွက်ပေါ်လာလို့တရွာလုံးကြားလိုက်ကြတာပေါ့အဲ့ဒီအတန်ကြီးကမိမိတို့အိမ်ရှိမှာပဲထိုင်ငိုနေသလိုဒါမှမဟုတ်ရင်အိမ်နောက်ဖေးမှာပဲငိုကြွေးနေသလိုနဲ့ငိုတန်ကြီးကိုကြားတဲ့ရွာသူရွာသားတွေကအိမ်ယာတွေကနေလူးလဲထထိုင်လာကြပြီးအဲ့ဒီအတန်ကြီးကိုနားဆွင့်နေကြတာပေါ့ငိုတန်ကြီးကကလေးတယောက်ရဲ့ငိုကြွေးတန်မဟုတ်သလို6အတန်ကြီးနဲ့ရှိုက်ကြီးငင်ငိုကြွေးနေတဲ့မိန်းမတယောက်ရဲ့အတန်ပဲပေါ့တရွာလုံးကလူကုန်ကြားနေရတော့လဲမိသူကားမှအိမ်ပြင်ကိုမထွက်ရဲကြဘူးကလေးတွေကလည်းမိဘတွေအနာကိုတွဲကပ်ပြီးထိုင်နေကြတယ်လေလူကြီးတွေကလည်းထိတ်လန့်နေတာပေါ့ဘယ်ရတန်ကြီးလဲကျုပ်လည်းဘဲသိမလဲတော့တရွာလုံးကြားရတာလားဒါမှမဟုတ်ရင်ကျုပ်တို့အိမ်မဲကွက်ပြီးကြားနေရလားဆိုတော့သိအောင်လို့ရှင့်ပြထွက်ကြည့်ပါလားတော့အမလီမတော်လို့ငါတက်သွားမှဖြစ်ဘယ်နဲ့လုံးမလဲမထွက်ရဲပါဘူးနောက်တအိမ်မှာဆိုရင်လေအဘအတန်ကြီးကကြောက်စရာကောင်းလိုက်တာဗျာကျုပ်တို့ရွာဘာတွေဖြစ်နေပြီလဲမသိဘူးအချိန်တန်ရင်တိတ်သွားပါလိမ့်မယ်ကွာဘာလဲမင်းကအပြင်ထွက်ကြည့်စင်လို့လားဟာကျုပ်ဘာမှညာမှမသိပဲထွက်ကြည့်စရာလားဗျအဲ့လိုနဲ့ငိုတန်ရှိကြီးကအာယုံမတက်ခင်အချိန်မှာပြက်ကွယ်သွားပါတော့တယ်အဲ့ဒီအတန်ကြီးမကြားရတော့မှအားလုံးကစိတ်သက်သာရသွားကြတယ်လေမနက်ခင်းမှာတော့အမလီငါနွားကြီးတော့သွားပါပြီငါနွားကြီးကိုစားသွားလိုက်ပြီငါမသိလိုက်ဘူးရွာအနောက်ပိုင်းကဥလင်တယောက်သွေးတန်ရဲရဲနွားအယိုးတွေရဲ့အနီးမှာငိုကြွေးနေရှာတယ်လေနွားတစ်ကောင်လုံးဝင်စားသွားတာကိုဥလင်တို့မကြားမိခဲ့ဘူးညတော့ကငိုတန်းယူတာနားဆွေမိနေကြလို့ပေါ့အဲ့ဒီနေ့မနက်မှာမင်းကင်းရွာမှာရှိတဲ့နွား၃ကောင်အစားခံလိုက်ရတယ်လေဒီဖြစ်ပျက်ကြောင့်မင်းကင်းရွာတကြီးဥဆန်ဝိုင်းကလည်းခေါင်းမိတောက်နေတာပေါ့ညတကောင်ကြီးကြမှာငိုတန်းတွေပေးပြီးတစ်ဖက်ကခြံထဲမှာရှိတဲ့နွားတွေကိုဝင်စားသွားရတယ်လို့ကွာဟွန်းဒီနေ့ညရောအဲ့လိုကြီးပဲဆိုရင်ကျုပ်တို့တော့ကြောက်ရကြီးရဲ့တော့နွား၃ကောင်ကိုတခါတည်းစားသွားတာဆိုတော့နေတဲ့ဟာကြီးတော့မဟုတ်တော့ဘူးတရေလားဒါမှမဟုတ်ရင်ဘလူးများလားဟဲ့
မိရွှေလုံးရဲ့ညီးပြောမှငါတောင်ပိုလန့်လာသလိုပဲတိတိနေစမ်းပါကွာဒီမှာအဖြေရှားခတ်နေပါတယ်ဆိုမှပဲတကြီးကတော့တော်ရွှေလုံးတယောက်ကရှင်ကစင်မဲ့စဉ်းစားနေတာအဖြေမှမရှာတတ်တာဒီညသာထက်လာရင်တော့ရွာသူရွာသားတွေကရှင့်ကောင်းကိုတက်နေတော့မယ်တကြီးတဲ့အဖြစ်ကိုမရှိဘူးဘာကွဒီမိမကတော့တော်ငါနဲ့ဝေးမှသွားနေစမ်းအဲ့လိုအော်ဟစ်ပြီးတော့တကြီးကတော့ကိုနှင်ထုတ်လိုက်တယ်လေမင်းကင်းရွာမှာဒီအဖြစ်ပြက်တွေဖြစ်ပြက်ပြီးနောက်မှာရွာသူရွာသားတွေစိတ်ဆင်းရဲနေကြတာပေါ့မိမိတို့ရဲ့နွားတွေစိတ်တွေကိုတက်စားသွားရင်ဆိုတဲ့အတွေးနဲ့ညအချိန်ဆိုရင်မအိပ်ရဲကြဘူးလူကြီးတွေနီးတူကလေးတွေလည်းမအိပ်ရဲကြဘူးလေထွက်ပေါ်လာမယ့်အတန်ကိုပဲနားဆွင့်နေကြတာပေါ့ညတကောင်ရဲ့အနားကိုကက်လာလေးလေးအားလုံးရဲ့ကြောက်ရွံ့စိတ်တွေကပိုလာလေးလေးပဲဖြစ်တာပေါ့ငိုတန်ကြီးထက်မကြရပါစေနဲ့လို့တွေးရင်းနဲ့ငိုတန်ကြီးကထွက်ပေါ်လာပါတော့တယ်ရွာကလာသားတွေကမိမိတို့အိမ်အတွင်းမှာဓားပိုစီနေပေါ့အဘကျုပ်နွားချန်တာကိုသွားနေမယ်ဗျာကျုပ်နွားလာစားတဲ့အကောင်ဟောဒီဓာတ်နဲ့အသေးပိုင်းပြစ်မယ်ဟေ့ကောင်ရမင်းနွားထက်မင်းအသက်ကပိုအရေးကြီးတယ်ကွာနွားကပြန်မွေးလို့ရတယ်မမိုက်စမ်းပါနဲ့ငါသားရဲ့ဘာမှမသိရဲ့အရာကြီးကိုမဆန်းသက်ချင်စမ်းပါနဲ့အသာပဲထိုင်နေစမ်းပါကွာအဲ့ဒီညမှာလေရခင်ညများနေတူပဲအာယုံတက်ခံနေချိန်မှာငိုတန်ကြီးပြက်ကွယ်သွားပြန်ပါတယ်မဟုတ်တော့ဘူးကွာတကြီးဦးဆန်ဝိုင်းရဲ့ခြံတွင်းကနွားတကောင်ပါသွားရှာပါတယ်ကျုပ်တို့နွားကြီးလည်းပါသွားပြီကိုဆန်ဝိုင်းရဲ့တော်ကလေစဉ်းစားလို့ကောင်းနေတော့မဲ့လားတော့တကြီးကတော့ဒေါ်ရွှေလုံးကငိုချင်းချပါလေတော့တယ်တကြီးကတော့တက်ပြင်းတွေပဲလှိမ့်ချနေရှာတာပေါ့အဲ့ဒီလိုနဲ့မင်းကင်းရွာသူရွာသားတွေအားလုံးရွာရဲ့အဖြစ်ပြက်ကြောင့်ညဘက်ကိုရောက်မှကိုပင်ကြောက်လက်နေရင်နဲ့အလုတ်ပြက်ကံပြက်ဖြစ်နေကြတော့တာပေါ့ဘွားမေစိန်ရှိလားဗျဝေးရှိတယ်ဟဲ့ဝင်လာခဲ့ကြဝိုင်းအပြင်ကအော်ခေါ်တန်တွေကြောင့်ဘွားမေစိန်ကဘသူဆိုတာတော့မသိပါဘူးအဲ့ဒါကြောင့်ဝင်လာဖို့ပြောလိုက်တယ်ဝိုင်းအတွင်းဝင်လာတော့မှပဲအော်တကြီးဦးနောင်ချူကိုဧည့်သည်တွေလည်းပါလာတာလားဟုတ်တယ်ဘွားရေဒါကျုပ်တငယ်ချင်းနဲ့သူ့သားပါအော်အေးထိုင်ကြဧည့်သည်တွေအိတ်ခံဖို့ကအကျဉ်းကြီးပဲရှိတာသမီးကအနောက်ပိုင်းသွားနေလို့တကြီးရေစိတ်တော့မရှိကြနဲ့နော်ဘွားမေစိန်ကအာနာနာနဲ့စကားကိုဆိုလိုက်ပါတယ်အဲ့ဒီခါမှာတကြီးကရပါတယ်ဘွားရဲ့ကျုပ်အိမ်မှာမနှက်စာစားခဲ့ကြပါပြီအခုလာကြတာကဘွားစီကအကူညီလေးတောင်းချင်လို့ပါဘွားဘာအကူညီများလဲတကြီးရဲ့တကြီးဦးနောင်ချိုကစကားပြောဖို့စတင်လိုက်ပါတယ်ဒီလိုဘွားရဲ့ဟောဒီကကျုပ်တငယ်ချင်းကမင်းကင်းရွာကရွာတကြီးဦးဆန်ဝိုင်းမှာသူတို့ရွာမှာအခက်ခဲတွေ့နေကြလို့ပါဘွားအဲ့ဒီကိစ္စအတွက်အကူညီတောင်းဖို့ကျုပ်တို့ဘွားစီကိုလာခဲ့ကြတာလေဘာအခက်ခဲများတော့တကြီးဘွားမေစိန်ကထပ်ပြီးမိလိုက်တယ်အဲ့ဒီခါမှာမင်းကင်းရွာတကြီးဦးဆန်ဝိုင်းကကျုပ်တို့ရွာမှာဒီအဖြစ်ပြက်ဆိုးကြီးဖြစ်နေတာကမနေ့ကနဲ့ဆိုရင်3ညရှိပြီဗျဖြစ်ပုံကဒီလိုညတကောင်ရင်ချိန်ရောက်ပြီဆိုရင်ငိုတန်ကြဲကြီးတန်ထွက်လာတယ်ဗျအဲ့ဒီငိုတန်ကြီးကတရွာလုံးကအိမ်ပေါက်စီကိုကြားရတယ်ဘွားရဲ့ငိုတန်ကြီးကလည်းကြောက်စရာအရင်ကောင်းတာဘသူကမှလည်းအရေးဆိုမိအိမ်ပြေမထွက်ရဲကြဘူးလေအဲ့ဒီလိုနဲ့မထွက်ရဲတာကနေတညကိုနွား3ကောင်စားခံရတဲ့ဘွားရဲ့နွားတခုတွေလက်ချက်လားလို့စဉ်းစားကြတော့လေမဟုတ်နိုင်ဘူးဗျဘာလို့လဲဆိုတော့နွားရဲ့ကြံခဲ့တဲ့အပိုင်းစတွေမှာသွားရအကြီးကြီးတစ်ခုကိုတွေးခဲ့ကြလို့ပဲအဲ့ဒီကိစ္စကြောင့်ကျုပ်တို့လည်းစဉ်းစားကြက်နေခဲ့တာနောက်ဆုံးဒီရွာတကြီးဖြစ်တဲ့ကျုပ်တငယ်ချင်းနဲ့တိုင်ပင်လိုက်တော့အခုလိုမျိုးဘွားစီကိုရောက်လာခဲ့တာပါပဲဘွားဘက်ကကုညီနာနာများရှိရင်ကျုပ်တို့ရွာကိုကုညီပေးပါအောင်လို့တောင်းဆိုပြစီဘွားရဲ့မင်းကင်းရွာသူကြီးဦးဆိုင်ဝိုင်းကဘွားမေစိန်ကိုကုညီတောင်းလိုက်ပါတယ်အဲ့ဒီခါမှာဘွားမေစိန်ကခေါင်းလေးတညိမ့်ညိမ့်နဲ့တွေးတောနေတာပေါ့ခဏလေးကြာရောဒီကိစ္စကြီးမဖြစ်ခင်ကမောင်ရင်တို့ရွာမှာဘာရီများဖြစ်ပျက်ခဲ့တဲ့တော့ဘွားမေစိန်ရဲ့အမေကြောင့်ဦးဆန်ဝိုင်းခဏမျှစဉ်းစားသွားတယ်လေပြီးတော့မှထူးခြားခြားတော့ဘာမှမဖြစ်ခဲ့ပါဘူးဘွားဦးဆန်ဝိုင်းရဲ့အဖြေကိုဘွားမေစိန်ကမကျင်တတ်သေးဘူးလေတခုခုတော့ဖြစ်ခဲ့မှာပဲကဲပါဘွားကိုခဏစောင့်ကြဖျားကန်းဝင်လိုက်အောင်မယ်ဟုတ်ကဲ့ဘွားကျုပ်တို့စောင့်နေပါမယ်ဘွားမေစိန်ကအိမ်မော်တက်ကိုတက်သွားပါတယ်ဖျားကန်းအတွင်းမှာဖျားရှိခိုးကြော်ပြီးမျက်လုံးကိုမှိတ်ခါငိမ့်သက်နေတယ်လေတကြီးတို့ 3 ယောက်ကလည်းကိုပြစ်မှာထိုင်ဆောင်နေကြတာပေါ့အတော်ကြာတော့မှဘွားမေစိန်ပြန်ရောက်လာတယ်ဘွားမေစိန်က
ခေါင်းကလေးတငိမ့်ငိမ့်နဲ့ပေါ့မောင်ရင်တို့ရွာကအကြောင်းကိုဘွားသိခဲ့ပြီကွဗျာတကြီးဦးဆန်ဝိုင်းကဝမ်းသာသွားရဲ့လေဟုတ်တယ်မောင်ရင်တို့ရွာမှာဒီအဖြစ်ပြက်မဖြစ်ခင်ကအဖြစ်ဆိုးတစ်ခုဖြစ်ခဲ့တာမောင်ရင်တို့မသိခဲ့ကြတာပေါ့ကွယ်ဗျာတကြီးတို့၃ယောက်စလုံးကအံ့ဩတုန်လှုပ်သွားကြတာတကြီးတို့၃ယောက်စလုံးကအံ့ဩသွားကြတယ်လေအဲ့ဒီခါမှာဘွားမေစိန်ကဆက်ပြီးတော့ပြောလိုက်တယ်ဒီကိစ္စဖြစ်တာကမောင်ရင်တို့ရွာကန်အစိမ့်သေးသေးသွားတဲ့ရွာသူမှတရေမကမကျင်တတ်တာပဲသူမကျင်တတ်လို့ငိုကြွေးနေတော့သူ့အဖော်တရေကရွာထဲဝင်ပြီးတော့နွားတွေကိုစားတာကွဗျာတရေဦးဆန်ဝိုင်းကကြောက်လန့်သွားတယ်ဟုတ်တယ်ကွမောင်ရင်တို့ရွာကတရေမဆိုတာတေတာရပိုင်းလောက်ပဲရှိသေးတယ်ဒါပေမဲ့သူ့ရဲ့အညိုးတွေကအတော်ကြီးထွားနေတယ်ကျုပ်တို့ရွာမှာအခုရက်ပိုင်းတည်းဘယ်အတူပါမှမရှိပါဘူးဘွားရဲ့ဦးဆန်ဝိုင်းကဘွားမေစိန်ကိုပြောလိုက်တယ်လေဒီလိုကွဘွားမြင်ခဲ့သမျှပြောပြမယ်နော်မောင်ရင်တို့နားထောင်ကြဟုတ်ကဲ့ဘွားအနီရောင်ဝတ်ဆက်ဝတ်ဆင်ထားတဲ့ကမလေးတယောက်နွား၃ကောင်နဲ့အတူနွားချောင်းထွက်လာခဲ့တယ်နွားချောင်းနေရင်ရွာနဲ့နည်းနည်းအလှမ်းကွာဝေးတာကိုသူသတိမထားမိရှာဘူးနွားတွေကလည်းအစာကူသာငန်းနေကြတာလေသူကလည်းနွားတွေနဲ့မလှမ်းမကန့်ကတမပင်ရိပ်အောက်မှာထိုင်နေခဲ့တာပေါ့အဲ့ဒီအချိန်ယောက်ျား၃ယောက်ရောက်လာခဲ့တယ်တယောက်ကနှစ်ဖူးမှာမဲ့အနက်ကြီးပါတယ်တယောက်ကနှစ်ဖူးကြဲကြဲအရက်ပူပူနောက်တစ်ယောက်ကလက်မောင်းမှာဘလူးကောင်းပုံတစ်ပုံစုပ်ထိုးထားတယ်အဲ့ဒီ၃ယောက်ရောက်လာပြီးတော့ကလေးမလေးကိုအတင်းဖမ်းချုပ်ကြတော့ကလေးမလေးခမရွာနဲ့လဲဝေးကဲမဲ့သူလည်းမရှိတော့သူတို့ပြုသမျှနှွေးခဲ့ရရှာတယ်လေလူယုံမာတွေကကမလေးစီကလက်ဝတ်လက်စားတွေယူပြီးကမလေးကိုတပ်ပစ်လိုက်ကြပြန်တယ်ကမလေးထိုင်နေခဲ့တဲ့တမပင်အောက်မှာပဲကမလေးရဲ့အလောင်းကိုမြုပ်ခဲ့ကြတယ်အခုမောင်ရင်တို့ရွာကိုမကျင်တတ်တာကအဲ့ကောင်မလေးရဲ့ဝိညာဉ်ပေါ့သူတည်တာကိုဘယ်သူမှမသိပဲနဲ့အခုချိန်ထိလိုက်မရှာကြတော့ဒီရွာကို तू ကနာကြီးနေတာလေဗျာဒါဆို तू ကဘယ်သူလဲဘွာတကြီးဦးဆိုင်ဝိုင်းရဲ့သားဖြစ်သူဟိုသားကမေးလိုက်တယ်ဘွာကမလေးဝိညာဉ်နဲ့တွေ့ခဲ့တယ်သူ့နာမည်ကရွှေစင်နဲ့ကွယ်ဗျာတကြီးတို့သားဖန်အံ့ဩကုန်ကြတာပေါ့ရွှေစင်ဆိုတာယောက်ျားနောက်လိုက်ပြေးသွားတယ်လို့တရားလုံးကပြောဆိုနေကြတဲ့မိန်းကလေးပါအခုတော့တရေမဘဝမှာရောက်ရှိနေပြီးရွာကိုမုန်းတီးနေရှာတာပေါ့။ तू ကကျုပ်တငယ်ချင်းမဘွားရဲ့။ तू အခုလိုဖြစ်တာကျုပ်တို့တကယ်မသိပါဘူးဗျာ။ကျုပ်တို့ဘာလို့ပြီးမှသူ့ရဲ့အမုန်းတွေပြေးသွားမှလဲဘွားရဲ့။ဟိုသားလေးကမေးတော့အခုမောင်ရင်တို့ရွာမှာနွားဝင်စားနေတဲ့တရေကကလေးမလေးအလောင်းရှိရဲ့တမပင်မှာနေတာ။အဲ့ဒီတရေကရွာထဲကိုထပ်မဝင်ဖို့ရွာပပတ်လေကိုပြေးရီဖြန်းထားရင်ရပြီ။နောက်တစ်ခုကကလေးမလေးအလောင်းကပြန်လေတူးဖော်ပြီးတော့တိတိကျကျလေးမြုပ်နှံပေးလိုက်ကြပေါ့အဲ့ဒါဆိုရင်သူ့ဝိညာဉ်လဲမောင်ရင်တို့ရွာကိုခွင့်လွှတ်ပေးရှာမှာပါကွယ်စိတ်ချပါဘွားရဲ့ကျုပ်လေတကြီးတံမဲ့အခုလိုဖြစ်သွားခဲ့တာမသိလိုက်တာကျုပ်ရဲ့ညံဖြစ်မှုကြောင့်ပါကျုပ်ရွှေစင်ကိုတတ်တဲ့အကောင်တွေကိုတိတ်ချလိုက်ရှာပြီးဖမ်းမယ်ဘွားဒါမှကျုပ်တာဝန်ကျေမှာဗျတကြီးဦးဆန်ဝိုင်းကရွှေစင်အတွက်စိတ်မကောင်းဖြစ်ပြီးငိုရှာနေတယ်လေသားဖြစ်သူဖိုးသားကလည်းတငယ်ချင်းဖြစ်သူအတွက်ငိုကြွေးနေရှာတာပေါ့တကြီးဦးဆန်ဝိုင်းတို့သားဖရွာကိုပြန်ရောက်လာကြတယ်ရွာကလာသားတွေကိုရွာစည်းရိုးကိုပြည့်ရည်ပြည့်ကျိုးတွေဖြန်းဖို့ရွာဦးကျောင်းဆရာတော်ထံကိုသွားစီတယ်လေဆရာတော်နဲ့တန်ဃာတော်တွေကအနည်းကင်းပြည့်တွေကိုရွတ်ပွားကြပြီးခြံစည်းရိုးကိုပြည့်ရည်တွေပတ်ဖြန်းပေးလိုက်ကြတယ်တကြီးကိုယ်တိုင်ကတော့ရွှေစည်းရဲ့မိဘတွေထံကိုသွားရောက်ပြီးအကျိုးအကြောင်းပြောပြလိုက်တယ်လေအဲ့ဒီအချိန်မှာရွှေစင်းမိဘတွေကသမီးဖြစ်သူအတွက်ရင်ကျိုးမတက်ဝမ်းနဲ့နေရှာတာပေါ့လေမိမရှိတဲ့ရွာသူရွာသားတွေကလည်းသူတို့မိသားစုနဲ့ထပ်တူငွေကျွေးနေကြတယ်လေရွှေစင်းမိဘတွေကသမီးဖြစ်သူအတွက်ရင်ကျိုးမတက်ဝမ်းနဲ့နေကြတယ်လေမိမရှိတဲ့ရွာသူရွာသားတွေကလည်းငိုကျွေးနေကြတာပေါ့ကျုပ်သမီးကိုတတ်တဲ့အကောင်တွေကိုကျုပ်ရှာမယ်တကြီးကျုပ်သွားတတ်မယ်ဒင်းတို့မြေလန့်ရှာပြီးတတ်မယ်ကျုပ်သမီးလေးဘယ်တော့တောင်ကုကေရမဲ့ပြီးနာကျင်နေရှာမလဲဗျာရွှေစင်းရဲ့ဖခင်အန်ကိုကြိတ်ပြီးပြောရှာပါတယ်စိတ်ချပါကျုပ်ကိုယ်တိုင်ရအောင်ရှာမှာပါဗျအခုတော့အလောင်းမြုပ်တဲ့နေရာလေးကိုသွားပြီးတူးကြအောင်ဗျာတကြီးကပြောလိုက်ပါတော့တယ်ရွှေစင်းရဲ့အလောင်းကိုဝါမေစိန်ပြောပြတဲ့တမပင်အောက်မှာပဲတူးဖော်ရတယ်လေအဲ့လိုနဲ့ရွှေစင်းရဲ့အာတုပကိုတရားလုံးကဝိုင်းဝန်းကူညီကြရှာတယ်
အာသူဘပြီလို့တပတ်မြလိုက်ကြရောတစ်ဖက်ရွာမှာရှိတဲ့ကြော်ဝိုင်းမှာရွှေစင်းကိုတတ်သွားကြတဲ့လူသက်သမား၃ယောက်စလုံးကိုဖမ်းမိကြတယ်လေအဲ့ဒီ၃ယောက်ကဘွားမယ်စိန်ပြောပြတဲ့အမှတ်သားတွေအသွင်ပြေတွေနဲ့ကိုက်ညီတာပေါ့စစ်စေးမင်းမြတ်တဲ့အခါမှာရွှေစင်းကိုတက်ကြောင်ဝင်ခံလိုက်လို့မြို့ကက်ကိုပို့ဆောင်မှုပြင်ဆင်ကြတော့တာပေါ့အဲ့ဒီအခါမှာပဲရွှေစင်းရဲ့ဖခင်ကအဲ့ဒီ၃ယောက်ကိုဓာတ်နဲ့ခုတ်ဖို့စူးစမ်းတဲ့အတွက်အလုံးကဝိုင်းပြီးတားဆီးခဲ့ကြရတယ်ဖခင်တယောက်ရဲ့ခန်းစားချက်ပေမှုဘယ်သူကမှအပြစ်မဆိုသားကြဘူးပေါ့လေအဲ့ဒီလိုနဲ့တနေ့မှာတော့ဘွားသမီးလေးအစဉ်ပြေရဲ့လားကွယ်ဘွားရဲ့ကူညီမှုကြောင့်သမီးအခုဆိုရင်ကျွတ်လွတ်ချိန်ရောက်သွားပြီဘွားအဲ့ဒါသမီးဘွားကိုလာကြတော့တာပါอืมဒါဘွားရဲ့ကူညီမှုမဟုတ်ပါဘူးကွယ်သမီးလေးလည်းကောင်းရာမွန်ရာရောက်တော့မယ်ဆိုတော့ဘွားဝမ်းသာပါတယ်နောက်မှဒီလိုအဖြစ်ဆိုးမျိုးနဲ့ကင်းဝေးသူဖြစ်စီဖို့အဘွားဆူတောင်းပေးလိုက်ပါတယ်ကွယ်ပြင်းနဲ့ဆုနဲ့ပြေပါစီဘွားရဲ့ရွှေစင်တယောက်ဘွားမေစိန်ကိုကတော့ပြီးထွက်သွားပါတော့တယ်ပြီးတော့တစားတစားနဲ့ဘွားမေစိန်ရဲ့မျက်လုံးအတွင်းမှပျောက်ကွယ်သွားပါတော့တယ်နောက်တနေ့မနက်မှာဘွားမေစိန်ကညကရွှေစင်မိမိကိုအိမ်မက်လာပြီးကြောင်းပြန်တွေးရင်းကျင့်နဲ့ပီတိဖြစ်နေရှာတာပေါ့နှုတ်ကလည်းတတဝါရီအားလုံးကျမ်းမာချမ်းသာကြပါစေကွယ်လို့ဝမ်းသာစွာရွတ်ဆိုနေမိပါတော့တယ်ဒီဇလန်လေးကိုအဆအဆုံးနားဆင်ပြီးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ဒီ channel လေးကနေအခုလိုဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာမို့လို့စောင့်မျှော်နားဆင်ပေးကြပါအောင်နော်